好素白线素ကြောင်းတက်နေရနဲ့နေမကောင်းတာနဲ့မလို့ပေါ့နော်ဗီဒီယိုကမတင်ဖြစ်ပါဘူးဒီနေ့ကတော့အထီးကဗီဒီယိုလေးကိုတင်လိုက်ပါမယ်ပေါ့နော်ဒီနေ့စုဝေလာတာတန်ဘလူးစီကဝယ်လာလဲဆိုတော့သမီးအမေစီကဝယ်လာသမီးအမေကစကူရှီရောင်းတာဆိုတော့လေအလက်ကားရမယ်မထင်ပါနဲ့နော်သမီးကနေသူပြန်ဝယ်ရပါတယ်အလက်ကမပေးပါဘူးဆိုရရလေးကတော့တိတ်ခံပြီးကြည့်ပြပါကဲဆောက်လိုက်ရအောင်ဒီရလေးကတော့စကူရှီလေးပေါ့နော်ဒီရကတော့ green လေးပါဒီရလေးကတော့ green လေးပေါ့နော်ဗီဒီယိုမှာကျတော့အဖြူအောင်လေးတွေဖြစ်နေမလားဒီမျိုးလေးပေါ့နော်နောက်ခုကျတော့တဒန်အသေးစိတ်လေးပဲဝင်နိုင်ပါတယ်ဟိုဗီဒီယိုလာမျိုးအကြီးဖောက်ပြီးပြီပေါ့နော်ဒါလေးကတော့အသေးကလေးပါအသေးလေးဖောက်မယ်ကဲဒီဟာလေးရင်ဖောက်ရင်ကောင်းမလဲဒါလေးရင်ဖောက်ရင်ကောင်းမလဲဒါလေးဖောက်ရင်ကောင်းလားဒါလေးဖောက်ရင်ကောင်းလားဒါလေးရင်ပြလိုက်ပဲပေါ့နော်ဒီဟာလေးကတော့တစ်ခုတစ်ထောင်ပေးရပါတယ်ဟိုညှစ်လို့ကောင်းတယ်ကတ်တယ်နော်လက်တွေမှာအဲ့ဆိုကတ်တယ်လို့ပြောရင်အမိုက်ဒီလိုပါကြတော့ကတ်မှာပေါ့နော်။အိုးပြောစီနေညှိလို့ကောင်းတယ်။ကတ်တယ်လက်ကိုဒါတော့အစိမ်းအောင်လေးပေါ့နော်ဂလီတာလေးထဲမှာပါတယ်။သမီးအမေစီမှာပေါ့နော်စကူရှီရဆုံးရောက်ပါတယ်။စကူရှီအကြီးဆိုဂျမ်မလီနဲ့ရောက်ပါတယ်။ဂျမ်မလီက13000ပါ။15000ကျန်ကုန်သွားပြီပေါ့နော်သူကမီးပါလို့ပါဘာလို့စကူရှီကဒီနေ့အသေးရောက်တယ်ပေါ့နော်4500တန်ပေါင်မို့စကူရှီကမဟုတ်ပါဘူးအယုတ်စကူရှီလေးပေါ့နော်သမီးတို့ဆိုင်တာပေါ့နော်မုတ်တွေလည်းရသလိုအယုတ်တွေလည်းရပါတယ်အေးတွေရပါတယ်ပေါ့နော်ဒီဟာလေးပြပြီးဆိုတော့ဒါလေးပြမယ်ဒါတခု1500ပေးရပါတယ်ပြပါမယ်ဖောက်ကြမယ်ဘာရောင်လေးလိုချင်လဲဆိုတော့အပြာရောင်လေးလိုချင်တယ်ပဲရောင်လေးလိုချင်တယ်လိမ္မော်သိမ့်ကြမပြောတော့ပါဘူးမကြိုက်တဲ့အားပြောရင်မကြိုက်တဲ့ရောင်ပေါက်မှာဆိုတော့ဖောက်ကြပါမယ်1 2 3ဒါလေးရောလေချစ်စရာလေးပါလိမ္မော်လေးပြင်မဲ့လိမ္မော်လေးပုတ်လေအဲ့နဲ့လေးကတော့တမျိုးလေးလို့ကောင်းလို့ဒါဒီဟာပို့ကတ်တယ်ဒါစိတ်မကပ်အိုးသူ့ရဲ့ပုံစံလေးကမတူလို့မျိုးသူ့ရဲ့ပုံစံလေးကမတူတွေ့လားသူဒီလိုမျိုးလေးဒီဟာလေးကဒီလိုမျိုးလေးမတူသူကလည်းဂလင်ဒါလေးပါတယ်ချစ်စရာလေးပေါ့နော်ဒီညခုကို2500ပေးရပါတယ် bye bye next video မှာဗာလေးရမယ်ဆိုတာစောင့်ကြည့်ပေးပါဦးနော် bye bye ဆုလည်းအပိတ်ကြပါအောင်နော် subscribe လည်းလုပ်ကြ like လည်းလုပ်ကြပါဦး bye bye comment လည်းရေးတော့ကြနော် bye bye ဗီဒီယိုကြတော့ကြည့်အသေးလည်းမလို့ like လည်းမပေးတော့ဘူးတတာ